ဖြစ်နေရှိနေခြင်းကတည်းကတပါးဒီတော့ဆေးလို့ပေးခဲ့တယ်ရှိသမျှအကုန်လုံးကိုတော့ပေးခဲ့တယ်တလောကလုံးမှာတော့တယောက်တည်းဒူးဆက်ပြင်းတော့တဲချာရောက်ခဲ့လေသူရွေးနှုတ်ပါပဲသူအဲ့တလုံးချစ်ခဲ့တယ်အဖရဲ့ချစ်ချင်းမြတ်တာလုံးကြီးမှာဒူနိုင်လို့မရနိုင်ပါဘယ်ရနဲ့မှအစားထိုးမရနိုင်ပါအဖရဲ့ကျေးဇူးပြုနာတော့အသင်းနဲ့အကောင်းကြီးများစွာရဲ့နဲ့